ကဘာကြီးမှာထူခြားစမ်းကြဲတဲ့သတော်ပေါင်းများစွာရှိပါတယ်အဲ့ဒီအထဲမှာငှက်တွေဟာပုံစံမျိုးမျိုးအယောင်သွေးဆောင်နေတဲ့ကျွန်တော်တို့ကဘာကြီးကိုပုံမလှပစေပါတယ်ဒါပေမဲ့တချို့ငှက်တွေကတော့သူတို့ရဲ့ထူခြားတဲ့အသွင်ပြင်းနဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အတန်တွေကြောင့်လူသိများကြပါတယ်ဒီကနေ့မှာတော့ကဘာအထူးခြားဆုံးနဲ့ကြောက်စရာအကောင်းဆုံးအတန်လို့သတ်မှတ်ခံရတဲ့ငှက်6မျိုးကြောင်းကိုစူးစမ်းလေ့လာကြရအောင်ဒီဗီဒီယိုကိုကြည့်ပြီးရင်တော့ကြောချမ်းစရာကောင်းတဲ့ငှက်အော်သံတွေကိုကြားရမှာဖြစ်လို့တည့်ရဲ့ငှက်တွေပေါ်ထားတဲ့အမြင်ဟာအရင်ကနဲ့မတူတော့မှသိကြပါတယ်ဆိုတော့စလိုက်ကြရအောင်နံပါတ်1လုံးငှက်ပထမဆုံးမိတ်ဆက်ပေးချင်တဲ့ငှက်ကတော့လုံးငှက်ပဲဖြစ်ပါတယ်ဒီငှက်ဟာမြောက်အမေရိကနဲ့ဥရောပကရေကန်တွေမှာနေထိုင်တတ်တဲ့ရေငှက်တစ်မျိုးဖြစ်ပါတယ်လုံးတွေရဲ့အတန်ကတော့အတော်လေးကိုထူကြပါတယ်သူတို့မှာအတန်မျိုးစုံကိုထုတ်လွှတ်နိုင်တဲ့စွမ်းရည်ရှိပါတယ်တခါတရံမှာဝံပလွေဦးတန်းလိုတခါတရံမှာတော့လူတယောက်လောင်ရည်နေတဲ့အတန်လိုပြုလုပ်တတ်ပါတယ်ညဘက်တွေမှာသူတို့အတန်ကိုရေကန်နားမှာကြားရတာဟာရုပ်ရှင်တွေကလိုကြောက်မက်ဖွယ်ကောင်းတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်လုံးငှက်တွေကရေထဲမှာကောင်းစွာကူးခတ်နိုင်ပြီးငါးတွေကိုဖမ်းယူစားတော့တတ်ပါတယ်သူတို့ရဲ့ကိုယ်ထဲကအနက်ရောင်နဲ့အဖြူရောင်အဆက်အပြောက်တွေနဲ့လှပပြီးလက်ဘင်းမှာတော့အဖြူရောင်အစင်းကြောင်းတွေရှိပါတယ်သူတို့ရဲ့မျက်လုံးတွေကတော့အနီရောင်ဖြစ်ပြီးအမောင်ထဲမှာတော့ကောင်းစွာမြင်နိုင်စွမ်းရှိကြပါတယ်ဒီငှက်တွေဟာမိတ်လိုက်ရသည်မှာတတွဲတဲ့နေထိုင်ကြပြီးသူတို့ရဲ့သားပေါက်လေးတွေကိုအတူတကွပြုစုပြိုးထောင်ကြပါတယ်သူတို့ရဲ့အတန်တွေကတော့အဓိကအဖြစ်အဖော်တွေကိုခေါ်ဖို့အိုင်နက်ကိုအမှတ်သားပြုဖို့နဲ့အန်ရယ်ရှိလာတဲ့အခါချက်ချင်းတတိပေးဖို့အတွက်အသုံးပြုပါတယ်လုံးငှက်တွေကရေထဲမှာအများစုနေထိုင်ကြပြီးကုန်းပေါ်မှာတော့တိတ်မသွားလာကြပါဘူးလုံးငှက်တွေရဲ့ထူခြားပြီးတခါတရံကြောက်စရာကောင်းတဲ့အတန်ကိုနားထောင်ကြည့်ရအောင်လုံးငှက်တွေကရေကန်တွေရဲ့အလှတရားတစ်ခုဖြစ်ပြီးသူတို့ရဲ့ထူခြားတဲ့အတန်တွေကလည်းသဘာဝရဲ့အံ့ဩဖွယ်ရာတွေကတစ်ခုပဲဖြစ်ပါတယ်နံပါတ်2လိုင်ယာငှက်ဒီထူခြားတဲ့ငှက်ကတော့ဩစတြေးလျတိုက်ကလိုင်ယာငှက်ပါလိုင်ယာငှက်တွေကတခြားအတန်တွေကိုအတုပနိုင်တဲ့အစွမ်းကြောင့်ကဘာကျော်ပါတယ်သူတို့ဟာငှက်တွေထဲမှာအတန်ကိုအတုပနိုင်ဆုံးလို့သတ်မှတ်ခံထားရပါတယ်သူတို့ဟာတခြားငှက်တွေရဲ့အတန်တရိတ်ဆန်တွေရဲ့အတန်တွေမကပဲလူနှုတ်တဲ့အတန်တွေစက်ပစ္စည်းအတန်တွေအထစ်ကိုတထေရာတဲ့တူအောင်လိုက်အော်နိုင်ပါတယ်ဥပမာကင်မရာရိုက်တန်လွှတ်စက်တန်ကာဟွန်တီးတန်နဲ့ကလေးငိုတန်အစားစီတဲ့အတန်မျိုးစုံကိုလိုက်အော်နိုင်ပါတယ်ဒါအပြင်သူတို့မှာဒီအတန်တွေကိုတစ်ဆက်တည်းပြောင်းလဲနိုင်ပြီးအော်နိုင်တဲ့အထိတကယ်ကိုအံ့ဩစရာကောင်းပါတယ်အထီးတွေမှာတော့တရောပုံစံလှပတဲ့အမီးရှည်တွေရှိပြီးမိတ်လိုက်ရာသီမှာဒီအမီးတွေကိုအသုံးပြုပြီးအမားတွေကိုဆွဲဆောင်တတ်ပါတယ်အတန်တုပနိုင်တဲ့အစွမ်းကတော့အဓိကအားဖြင့်မိတ်ဖက်ရှာဖွေရမှာအသုံးပြုပါတယ်သူတို့ရဲ့ပင်ကိုအတန်ထက်အခြားအတန်တွေကိုပုံမှုကျဲလောင်စွာအော်ဟစ်နိုင်ကြပါတယ်သူတို့ဟာလူတွေနဲ့ဝေးဝေးမှနေတတ်ကြပါတယ်ဒါကြောင့်သူတို့ကိုတောထဲမှာတွေ့ရဖို့ဆိုတာခက်ခဲပါတယ်လိုင်ယာငှက်ရဲ့အံ့ဩစရာကောင်းတဲ့အတန်တုပနိုင်တဲ့စွမ်းရည်ကိုနားဆင်ကြည့်ရအောင်သူတို့ဟာဘယ်လိုအတန်မျိုးတွေထိလိုက်အော်နိုင်မလဲဆိုတာသင်အံ့ဩသွားပါလိမ့်မယ်လိုင်ယာငှက်တွေကတဘာဝတရားရဲ့အံ့ဩဖွယ်ရာတွေကတစ်ခုအဖြစ်ရပ်တည်နေပြီးသူတို့ရဲ့အတန်တုပနိုင်တဲ့စွမ်းရည်ကတကယ်ကိုအထင်ကြီးစရာကောင်းပါတယ်နံပါတ်3ရှူဘေးနောက်ထပ်အမိတ်ဆက်ပေးချင်တာကတော့ရှူဘေးလို့ခေါ်တဲ့ငှက်ကြီးဖြစ်ပါတယ်ရှူဘေးတွေကတကယ်ကိုထူခြားတဲ့ငှက်တွေပါသူတို့ကိုပထမဆုံးမြင်လိုက်တာနဲ့ရှေ့ကဒိုင်နိုဆောတွေနဲ့ဆင်တူတယ်လို့ခံစားရပါလိမ့်မယ်သူတို့ရဲ့အရွယ်အစားက1မီတာကျော်အထိမြင့်နိုင်ပြီးမီးခိုးရောင်အမွေတောင်တွေကြီးမားတဲ့ခေါင်းနဲ့မျက်နှာရှိပါတယ်အထူးခြားဆုံးကတော့သူတို့ရဲ့နှုတ်သီးပါကြီးမားပြီးဖနက်ပုံစံနဲ့တူတဲ့နှုတ်သီးကြောင့်သူတို့ကိုရှူပေးလို့အမည်ပေးခဲ့တာဖြစ်ပါတယ်ဒီနှုတ်သီးကြီးကိုငါးဖမ်းတဲ့အခါဒါမှမဟုတ်ရေထဲကနေအစာရှာတဲ့အခါထိထိရောက်အသုံးပြုပါတယ်ရှူပေးတွေကရွှွန့်တောထဲမှာတနေရာတည်းမလှုပ်ရှားပဲရက်နေတက်ကြပါတယ်အစာရှာတဲ့အခါမှာလည်းအချိန်အတော်ကြာအောင်ရေထဲမှာငုတ်တုံရက်ပြီးစောင့်နေတတ်ပါတယ်သူတို့ရဲ့မျက်နှာတီတီနဲ့ငြိမ်သက်နေတဲ့ပုံစံကအတော်လေးကိုကြောက်စရာကောင်းပါတယ်ဒါအပြင်သူတို့ရဲ့မျက်လုံးတွေကလည်းတခြားငှက်တွေလိုရှေ့တဲ့ကိုကြည့်တာမျိုးမဟုတ်ပဲခေါင်းကိုမလှည့်ပဲသူတို့ရဲ့ပတ်ဝန်းကျင်360ဒီဂရီကိုမြင်နိုင်တဲ့အစွမ်းရှိပါတယ်အခုအခါမှာတော့ဒီငှက်တွေရဲ့နေထိုင်ရာပတ်ဝန်းကျင်တွေပျက်စီးလာတာကြောင့်မျိုးသုံးမဲ့အန်ဒီရနဲ့ရင်ဆိုင်နေရပါတယ်ရှူဘေးတွေရဲ့အတန်ကလည်းတကယ်ကိုထူခြားပါတယ်သူတို့ဟာအော်ဒါထက်နှုတ်သီးကိုရိုက်ခတ်ပြီးအတန်ထွက်စေတာပါဒီအတန်ကဆက်တနက်ပစ်တန်ဒါမှမဟုတ်တကားခောက်တန်နဲ့အရန်တူပါတယ်အခုပဲသူတို့ရဲ့အတန်ကိုနားထောင်ကြည့်ရအောင်
ဒီလိုထူးခြားတဲ့ပုံစံနဲ့အတန်တွေကြောင့်ရှုပေးရကမ္ဘာအထူးခြားဆုံးငှက်တွေထဲကတစ်မျိုးဖြစ်ရပ်တည်နေပါတယ်နံပါတ်၄ပီဟာငှက်နောက်ထပ်တင်ဆက်ပြီးမှငှက်ကတော့ပီဟာငှက်ပဲဖြစ်ပါတယ်ဒီငှက်ဟာအမေဇုံမိုးတစ်တောတွေမှာနေထိုင်ပါတယ်ပီဟာငှက်ဟာအရွယ်စားအဖြစ်တိတ်မကြီးပါဘူးဒါပေမဲ့သူတို့ရဲ့အတန်ကတော့တောတစ်ခွင်မှာဟိမ့်နေအောင်ကျဲလောင်ပါတယ်အမေဇုံမိုးတစ်တောရဲ့ကျဲပြောလာတဲ့ပတ်ဝန်းကျင်ထဲမှာဒီငှက်ရဲ့အော်သံကိုအဝေးကြီးကတော့ကြားနိုင်ပါတယ်အထူးသဖြင့်မိတ်လိုက်ရာသီတွေမှာအထီးတွေကအမားတွေကိုဆွဲဆောင်ဖို့အတွက်ကျဲလောင်စွာအော်လေးရှိပါတယ်သူတို့ရဲ့မိကုံးရောင်အမွှေးတောင်တွေကတစ်ပင်ကြားမှာဖုံးကွယ်ဖို့အထောက်အကူပြုပါတယ်ပီဟာငှက်တွေကသဘာဝအတိုင်းစူညံတဲ့တောထဲမှာတော့သူတို့ရဲ့အတန်ကိုထင်ရှားစွာကြားနိုင်အောင်ကျဲလောင်စွာအော်ဟစ်နိုင်ပါတယ်တောထဲမှာတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာပီဟာငှက်ရဲ့အတန်ကအတော်လေးကိုအံ့ဩစရာကောင်းပါတယ်တခါတည်းမှာဒီအတန်ကကြောက်မက်ဖွယ်ကောင်းတယ်လို့ခံစားရနိုင်ပါတယ်ဒီငှက်ရဲ့ထူးခြားတဲ့အော်သံကိုနားထောင်ကြည့်ရအောင်ပီဟာငှက်ဟာအမေဇုံရဲ့စူညံတဲ့ပတ်ဝန်းကျင်ထဲမှာတော့ထင်ရှားစေနိုင်တဲ့ထူးခြားတဲ့အတန်ပိုင်ရှင်ငှက်တစ်မျိုးပဲဖြစ်ပါတယ်နံပါတ်5ကဆိုဝါရီငှက်နောက်တစ်မျိုးကတော့ကမ္ဘာအန်ဒီရဲ့အရှိဆုံးငှက်လို့သတ်မှတ်ခံထားရတဲ့ကဆိုဝါရီကိုခေါ်တဲ့ငှက်ကြီးပဲဖြစ်ပါတယ်ဒီငှက်တွေကဩစတြေးလျနဲ့နယူးဂီနီတောမှာနေထိုင်ပါတယ်ကဆိုဝါရီတွေကမပြန်တတ်နိုင်တဲ့ငှက်ကြီးတွေဖြစ်ပြီးငှက်ကလအုပ်တွေနဲ့ဆင်တူပါတယ်သူတို့ရဲ့ကိုယ်ထဲကအနက်ရောင်အမွှေးတူတူတွေနဲ့ဖုံးအုပ်ထားပြီးခေါင်းနဲ့လက်ဘေးမှာတော့အပြာရောင်အနီရောင်နဲ့အယောင်စုံပြီးလှပပါတယ်အထူးခြားဆုံးကတော့သူတို့ရဲ့ခေါင်းပေါ်မှာရှိတဲ့အမောက်ကြီးတစ်ခုပါကဆိုဝါရီငှက်တွေကတန်မာတဲ့ခြေထောက်တွေနဲ့ဓားသွားလို့ခြုံထက်တဲ့ခြေသေးတွေရှိပါတယ်ဒီခြေသေးတွေကရန်သူကိုခုခံကာကွယ်ဖို့အတွက်အလွန်အစွမ်းထပ်ပါတယ်ဒါကြောင့်လေလူတွေနဲ့ဝေးဝေးနေတဲ့ငှက်အဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်သူတို့ရဲ့အတန်ကလည်းအတော်လေးကိုကြောက်စရာကောင်းပါတယ်ကဆိုဝါရီတွေဟာအနှိမ့်ဆုံးအတန်လိုင်းဖြစ်တဲ့အတန်မျိုးကိုပြုလုပ်နိုင်ပါတယ်ဒီအတန်မျိုးကိုလူတွေကအလွယ်တကူမကြားနိုင်ပေမဲ့တောတွေကနေအဝေးကြီးအထိပြန့်နှံ့နိုင်ပါတယ်သူတို့ရဲ့အတန်ဟာဟိမ့်တန်ဒါမှမဟုတ်ဘုံတီးတန်မျိုးတုံခါနေတဲ့အတန်မျိုးဖြစ်ပါတယ်ဒီအတန်ကတော့သူတို့ရဲ့ပိုင်နက်ကိုအမှတ်သားပြုခြင်းဒါမှမဟုတ်အခြားကဆိုဝါရီတွေနဲ့ဆက်သွယ်ခြင်းအတွက်အသုံးပြုပါတယ်အခုကဆိုဝါရီရဲ့ကြောက်စရာကောင်းတဲ့အတန်ကိုနားဆင်ကြည့်အောင်ကဆိုဝါရီတွေကတောထဲမှာဂေယစနစ်ကိုထိန်းသိမ်းရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပေမဲ့သူတို့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အသွင်ပြင်းတဲ့အတန်တွေကြောင့်လူတွေအတွက်တော့ဝီကပဲကြည့်ရမယ်ငှက်တစ်မျိုးဖြစ်ပါတယ်နံပါတ်6ခေါင်းလောင်းငှက်နောက်ထပ်မိတ်ဆက်ပေးခြင်းတဲ့ငှက်ကတော့ကမ္ဘာအကျယ်ဆုံးအွန်လိုင်းတဲ့ငှက်အဖြစ်စံချိန်တင်ထားတဲ့ခေါင်းလောင်းငှက်ပဲဖြစ်ပါတယ်ဒီငှက်ဟာတောင်အမေရိကတိုက်ကအမေဇုံတောတွေမှာနေထိုင်ပါတယ်ခေါင်းလောင်းငှက်အထီးဟာအဖြူရောင်အမွှေးတောင်တွေနဲ့လှပပါတယ်သူတို့ရဲ့လက်ဘေးမှာတော့အမွှေးမရှိဘဲအမဲရောင်ဖြစ်ပြီးခေါင်းပေါ်မှာတော့အမဲရောင်ကျိုးမြင့်လိုပုံစံမျိုးရှိပါတယ်ဒီကျိုးမြင့်လေးတွေဟာသူတို့အော်ဟစ်လိုက်တဲ့အခါလှုပ်ရှားနေတတ်ပါတယ်သူတို့ရဲ့အော်သံကအရန်ကျပြီးဒါဟာလေမြင့်တစီပြန်တက်တဲ့အခါဒါမှမဟုတ်တာဟွန်းတီးတဲ့အတန်ထက်တောင်ပိုကျဲပါတယ်ဒီလိုအတန်ကြဲကြဲနဲ့အော်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့အမားတွေကိုဆွဲဆောင်ဖို့ပါဒီလိုအတန်ကျဲလောင်တာဟာသူတို့ရဲ့အကြားအယုံကိုထိခိုက်စေနိုင်ပေမဲ့ဒီငှက်တွေကဒီလိုကျဲလောင်တဲ့အတန်ကိုထုတ်လုပ်နိုင်အောင်စင်ကဲပြောင်းလဲလာတာဖြစ်ပါတယ်ကမ္ဘာအကျယ်ဆုံးအွန်လိုင်းတဲ့ခေါင်းလောင်းငှက်ရဲ့အတန်ကိုနားထောင်ကြည့်ရအောင်ခေါင်းလောင်းငှက်ဟာသေးငယ်တဲ့ခန္ဓာကိုယ်နဲ့မလိုက်ဖက်အောင်ကျဲလောင်တဲ့အတန်ပိုင်ရှင်အဖြစ်ကမ္ဘာကြီးကိုအံ့အားသင့်စေခဲ့ပါတယ်ဒီကနေ့မှာတော့ကမ္ဘာအထူးခြားဆုံးနဲ့ကြောက်စရာအကောင်းဆုံးအတန်ပိုင်ရှင်ငှက်6မျိုးကိုတွေ့ခဲ့ရပါပြီဒီငှက်တွေဟာသူတို့ရဲ့ထူးခြားတဲ့အသွင်ပြင်းတဲ့အတန်တွေကြောင့်သဘာဝတရားရဲ့အံ့ဩဖွယ်ရာတွေကိုပုံဖော်ပေးနေပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အခါမှာတော့တင်ရငှက်တွေပေါ်ထားတဲ့အမြင်ဟာပုံမကျေပြန့်လာမယ်လို့မျှော်လင့်ပါတယ်ဘယ်ငှက်ရဲ့အတန်ကတင့်ကိုအထူးခြားဆုံးဒါမှမဟုတ်ကြောက်စရာအကောင်းဆုံးလို့ခံစားရစီလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ပါဦးနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်